ပြဿနာကိုသင်ကြောက်နေဖခင်သားသမီးမှမဟုတ်တော့ပြဿနာကိုကြောက်နေရင်ဖခင်သားသမီးမဟုတ်ဘူးပြဿနာကိုကြောက်နေတာဖခင်သားသမီးမဟုတ်ဘူးပြဿနာကတို့ကိုပြန်ကြောက်နေတာအဲ့ဒါဖခင်သားသမီးအစစ် Come on အဲ့ level တက်ရအောင်တို့တယ်အာမင်မုန်တိုင်းကယေရှုနှိုးလို့မရပါဘူးအဲ့ဒီမုန်တိုင်းကိုတော့ယေရှုငြိမ်းလို့ရတယ်ဒါကြောင့်ဖခင်သားတွေပေါ်ထွန်းခြင်းဒီလောကကြီးကအလွန်တောင့်တတယ်ဘာလို့ဆိုမုန်တိုင်းဆိုရင်လောကကြီးအတွက်ကဆုံးရှုံးခြင်းပဲဒါအဲ့ဒီမုန်တိုင်းကိုငြိမ်းနိုင်တာကဖခင်သားပဲဖြစ်နေတယ်လောကသားကမုန်တိုင်းကိုငြိမ်းလို့မရအောင်မုန်တိုင်းကနေဘလို့လွတ်အောင်ပြေးရမလဲပဲစဉ်းစားတာအဲ့ဒါလောကသားဒါပေမဲ့ဖခင်သားသမီးတွေကိုဖခင်သခင်ကအဲ့ဒီမုန်တိုင်းထဲမှာထည့်လိုက်တာကကိုယ့်အဖြစ်မုန်တိုင်းထဲမှာဆုံးရှုံးမဲ့သူတွေကိုလွတ်မြောက်အောင်ဖခင်ထည့်ပေးတယ်သင်ဖခင်သားသမီးချင်းတွေရင်သင်ကို6လမ်းတဲ့အရာတွေကိုသင်ဂယုမဆိုင်နဲ့မရသေးဘူးပြန်ဆိုကဲတင်ရှင်ငါကိုလမ်းပြသည်ဖဲတောင်းတရရှိသည်နီဝါငါကိုလမ်းပြတော်မူရှင်အားယုံမှခြင်းတခါလေတို့ကယုံမှခြင်းပြည့်နေတယ်ကိုတော့ဒီခီးစရာကိုတော့ဥဆောင်လာတာလေဒီလန်ခီယာကိုတော့သွားခိုင်းတာလေဒါမဲ့ညီကိုမောင်မတို့သင်ဘာလို့တတိမထားမိတာလဲတဲ့ဖေဟာယေရှုပြောတဲ့စကားမှာ let's go လို့ပြောတာမဟုတ်ဘူးငါတို့သွားကြလို့မပြောဘူးဖေဟာသွားကြကုန်အလုံးမပြောဘူးကန်းတစ်ဖက်သို့ကူးကြကုန်အန်းနဲ့သူ့ရဲ့စကားမှာကန်းတစ်ဖက်ထိတာဝန်ယူထားပြီးသားအာမင်အာမင်သူ့ရဲ့စကားကိုသင်ကအလေးနဲ့ထားဖို့အရေးကြီးတယ်တို့ဒီနေ့ဆုံးရှုံးတဲ့အဓိကပြဿနာသူ့ရဲ့စကားကိုအလေးနဲ့မထားတတ်ဘဲနဲ့တပိုင်းတစပဲယူတယ်သူတို့တတိမထားမိလိုက်တာကန်းတစ်ဖက်သို့ကူးကြကုန်အောင်ဆိုတဲ့ကန်းတစ်ဖက်ဆိုတဲ့စကလုံးကိုသူ serious မထားတတ်လို့မရအောင်တို့တယ်သူပြောတဲ့စကားမှာကန်းတစ်ဖက်လို့ပြောထားပြီးရင်အဲ့ဒီကန်းတစ်ဖက်ကိုသူတာဝန်ယူထားပြီးသားဆိုတော့သူဘာကိုသင်ပေးခြင်းလဲဆိုတော့ငါကန်းတစ်ဖက်တို့ကူးကြကုန်အလို့ငါမင်းကိုပြောတဲ့အတွက်ကြောင့်ကားအလယ်မှာဖြစ်တဲ့ပြဿနာကိုမင်းစိုးရိမ်စရာအကြောင်းမရှိဘူးငါကန်းတစ်ဖက်တို့ကူးကြကုန်အလို့ငါပြောထားပြီးရင်ကန်းတစ်ဖက်ထိငါတာဝန်ယူမှာဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုလာပြီးတော့နှိုးစရာအကြောင်းငါ့ကိုလာမနှိုးနဲ့ငါစကားကိုမင်းရယုံတတ်ရင်ငါကန်းတစ်ဖက်တော့ကူးကြကုန်အောင်ဆိုတဲ့ဟိုကန်းတစ်ဖက်ကန်းထိတာဝန်ယူထားပြီးဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုလာမနှိုးနဲ့ကိုတော့လည်းဒုက္ခရောက်လို့လာနှိုးတာလေကိုတော့ငါမင်းကိုပြောတဲ့စကားကကန်းတစ်ဖက်လို့ပြောထားပြီးဖြစ်တဲ့အတွက်ကြောင့်မင်းစိတ်ချမှာငါရဲ့အရှင်ကငါ့ကိုကန်းတစ်ဖက်ထိရောက်အောင်ပို့ဆောင်မယ်ဆိုတာကိုသင်ယုံကြည်တတ်ဖို့အရေးကြီးတယ်